ကျွန်တော်တို့မင်္ဂလာမက်လေးမှာပါပေါ်ကနှစ်ဆိုင်ရှိရပေါ့အခုဒီဆိုင်မှာဆိုရင်တော့အစားတောက်လည်းရမယ်အချိုးပွဲလည်းရမယ်ဒီကျွန်တော်တို့ဖြော်ရည်နဲ့ကော်ဖီကိုလည်းမှာတောက်လို့ရမယ်ပေါ့တမူးနောက်ပေါက်ကနေစီကိန်းရုပ်ထုရှိတဲ့လမ်းကြားအနေဝင်လာရင်တော့ကျွန်တော်တို့ဆိုင်ကိုတွေ့ရမှာပေါ့ plot အနေနဲ့ဆိုရင်တော့ကျွန်တော်တို့က plot 2 unit 73 main dish အနေနဲ့ကတော့ဝက်ချိုထမင်းရှိမယ်ဝက်တာခောက်ဆွဲလေးရှိတယ်အမဲတာခောက်ဆွဲလေးရှိမယ်ကြက်ကင်ထမင်းလည်းကျွန်တော်တို့စီစဉ်ထားတယ်ပေါ့အဲ့ဒါတွေအပြင်ကိုအချိုပွဲတွေပေါ့တရုတ်အချိုပွဲမှာတော့ဒီတာရိုစားတာများတယ်ပိန်ဥအချိုပွဲပေါ့အချိုနည်းနည်းကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ပူတင်းတွေကြိုက်တယ်အစာပြေဆိုရင်တော့ကျွန်တော်တို့ရှိမှာ sandwich ကိုအမဲတာကြက်တာရဲ့ဟင်းသီးဟင်းရွက်နဲ့ဟာ၃မျိုးရမယ်ကြက်ချစ်တော့အယိုလွတ်ရှိမယ်ပေါ့ cheese sausage လို့ရှိမယ်ဟုတ်သမင်းတွေခောက်ဆွဲတွေကတော့1000ဝန်းကျင်တွေနဲ့စားလို့ရတယ်ပေါ့ဒီအချိုပွဲလေးတွေကြတော့ကျွန်တော်တို့4000ကနေ8000လောက်အထိပဲရှိမယ်ပေါ့ကျွန်တော်တို့အောက်ထပ်မှာတော့ light kitchen လေးနဲ့ဒီ take away ရဲ့ပေါ့ပေါ့ပထိုင်ဖို့အတွက်စီစဉ်ထားပြီးရပေါ့ပထမတလွာမှာကျတော့တငယ်ချင်းတွေမိသားစုတွေနဲ့အေးဆေးလေးစားတောက်သုံးဆောင်ဖို့အတွက်အကွန်အေးအေးလေးနဲ့စီစဉ်ထားပြီးရဒုတိယလွာမှာတော့ကျွန်တော်တို့ကကိန်းလေးတွေစောင့်မယ်အာဖရိကလေးတွေကိုကြည့်မယ် project တွေအတူတူလုပ်မယ်ဆိုရင်ကျွန်တော်တို့စပွဲတွေကြဲဝုန်းဝင်းဆက်ပြီးမှလုပ်လို့ရတယ်ပေါ့မင်္ဂလာမန်လေးလာရောက်ဖြစ်ခဲ့ရင်ကျွန်တော်တို့ပါပေါ်ဆိုင်ကမီနူးလေးတွေကိုလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်